ကျွန်တော်ယုံမှာလာတော့လေကိုဘာလို့မကျွန်တော်ယုံမှာဒုက္ခတွေတွေ သူကတော့အခုဗမော်ဈေးနောက်မှာဆိုဘယ်နားမှာလဲလို့ကျွန်တော်နေရာကျွန်တော်တိကျပြောတော့ဟာနေလေ ကိုတို့လိုတရားမဝင်ပါဘူးကျွန်တော်တို့ရဲ့အဖွဲ့အစည်းကဗျာတရားမဝင်တဲ့အတွက်ကျွန်တော်တို့ယုံကဒုက္ခတွေလေးတွေရဲ့ဟောကျွန်တော်တို့ကငဲရတယ်ကိုဟုတ်လား အဲ့လို ရှ ဆို င်းရှင်းပဲ တီးနဲ့ဘာလို့ဒီစကားလုံးသုံးတာလဲ ကျွန်တော်တိနဲ့တုံးတော့လုံသမားကလာမေးတဲ့အတွက်ကိုကျွန်တော်တို့ကပြောရတာ ဒီအကူကလူကြီးနေရာမှာနေတာလေအကူမသုံးရဘူးအကူလူကြီးနေရာတော့မသုံးရဘူး ဒီတိုင်းသွားတဲ့စကယ်လုံးတစ်ခုမှမပါဘူးပွဲသားဆိုတာကမကြီးဒီအောက်မှာစကယ်လုံးရှိတယ် အဲ့မှာနှိမ့်ချပြီးပြောလိုက်တကွက်ကြော်တော့အကူက ဒါကိုရိုရဲ့အမြင်မှာ အကူလူကြီးဖြစ်ပြီးအဲ့စကားမသုံးရဘူး ကိုရိုရဲ့အမြင်မှာတော့မသိဘူးကျွန်တော်ကိုရိုဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်မသိဒါပေမဲ့သူတို့လာမေးရသွားကြည့်မင်းတို့9တန်းရုံပွဲသားရုံသွားကြည့်ကျွန်တော်ဒီလိုပဲသွားကြည့်လိုက်မင်းတို့သွားညှိကြည့်လိုက်ဒါပဲကျွန်တော်တို့ချိုးစီကောင်းစီလမ်းကြောင်းခင်းပေးလိုက်တာမင်းတို့သွားကြည့်ညှိနှိုင်းကြည့် โอเคဆိုပါတော့ဒါကိုမြန်မာပြည်သားရှင်းရှင်းကျွန်တော်မေးမယ်အခုပြောပြီနော်အခုရုံးမှာကိုဒီတရားမဝင်တဲ့လူတွေရှိတယ်ကျွန်တော်နားလေတယ်ကျွန်တော်နားလေ တရားမဝင်လို့မရှိဘူးကိုကျွန်တော်ယုံမှာမဟုတ်ဘူးကျွန်တော်ပြောတာတရားမဝင်လို့လူမဟုတ်ဘူးကျွန်တော်ယုံကတရားဝင်ဖွဲ့စီမဟုတ်တဲ့အတွက်အဲ့လိုမျိုးကျွန်တော်ပြောတာကျွန်တော်ယုံမှာပေါ်ထားတဲ့ချီပြက်လက်ပြက်တွေတရားဝင်နေပြီကျွန်တော်ခေါ်တာဒုက္ခတွေပဲကျွန်တော်ထားထားတာရှိတယ်ဒါပေမဲ့ကျွန်တော် အောက်ကချစ်ချစ်ကိုအတန်ပိတ်ကြီးခိုင်းပါဗျာဘာမှမကြားလို့အောက်ကလူ ခဏပိတ်ထား မပိတ်လို့ရှိလို့ချင်း ဘာပြောလို့ခဏနော် ထုတ်ချလိုက်တော့ အဲ့လိုဆိုရင်ကျွန်တော်တခါတည်းကျွန်တော်စိတ်ဆိုးတာပေါ့ဟုတ်ပြီနော်ကျွန်တော်အဲ့လိုမျိုးပြောတော့ဆိုပါစို့ကျွန်တော်ဒါလုံလိုက်မှဆိုရင်ပြဿနာတွေမရှုပ်ဘူးလား ထားပါအောင်ကိုကျွန်တော်ပြောမယ်ကျွန်တော်စိတ်ဆိုးတယ်ဆိုတော့ကိုယ့်နာမည်ကိုကျွန်တော်ထည့်သုံးလာတစ်ချက် မဟုတ်ဘူးအခုပြောတာငါတန်းတရားဝင်ရုံးကိုပေးစားရုံပြောနေရမှာကိုကျွန်တော်နှိမ်ပြီးတော့ပြောတာလေ မကိုကျွန်တော်မေး နှိမ် မယ် ပြီးတော့ပြောတာလေကျွန်တော် နေပြီးပြောကိုယ့်နာမည်ကိုကျွန်တော်သုံးလာ ငါတဲ့ရုံးဆိုအခုပြဿနာဖြစ်တာကျွန်တော်တယောက်ပဲရှိတယ်လေ 9တန်းယုံဆိုတာကိုစကားနှုံးသုံးတယ်ဆိုတာ9တန်းယုံဆိုတာကျွန်တော်သုံးသွားတဲ့စကားလုံးမှာ9တန်းဆိုတာနာမည်မထည့်သွားခဲ့ဘူးနော် မဖြစ်တော့ အဲ့ မဲ ဒါ တယ် မှာ9တန်းယုံတွေအများကြီးရှိတယ် ဟုတ်ပြီ မားတွေလာသွားတဲ့အတွက် ကိုမုံတိုင်းပြောတဲ့စကားမှာဘေလန်းလန်ကိုစေလာဗီဒီယိုဖိုင်တွေအကုန်လုံးရိုက်လာဟုတ်ပြီနော်အဖေဒီပလေးမှာတော့တိုင်အဖေငါတို့ဒီချာငါယူမှာတော့တယ်ကိုမုံတိုင်းပြောတာအကုန်လုံးပါသွားပြီအဲ့ဒါကျွန်တော်ဒီထားတာအကုန်လုံး ကျွန်တော်လမ်းတွေပါဆွဲနေမပြောဘူးအလို့တမမင်းတို့ဘယ်လမ်းဆွဲ မှာနားထောင်ကြည့်လိုက်ပါအကိုပြောတဲ့ပုံမှာနားထောင်ကြည့်လိုက် ဘယ်လမ်းဆွဲနေလို့သမားတွေကျွန်တော်ပြောလိုက်စကားရှင်းရှင်းလေးမင်းတို့ဘယ်လမ်းဆွဲမှာဒီပွဲသားဘယ်ရုံးမှာရှိတာလဲဟုတ်တယ်နော်ဘယ်ရုံးမှာလို့လုပ်တာနော်ဒီမှာကျွန်တော်ဗီဒီယိုဖိုင်ကျွန်တော်တင်ထားတာကျွန်တော်သိရမင်းတို့သွားကြည့် ဟုတ်ကဲ့ ပြီးနော်နောက်ပိတ်ဆုံးကျွန်တော်ပြောသွားတဲ့စကားမှာတော့မှသူတို့သွားပြီးတော့ဆွေးနွေးကြည့်သွားတိုင်ပင်ကြည့်ဟုတ်လားမရဘူးဆိုရင်လိပ်စာဟုတ်တယ်နော်လိပ်စာဆိုင်းဘုတ်လမ်းဆွဲဟုတ်တယ်နော်အဲ့ဒါတွေကိုအချက်လက်ယူကျွန်တော်ကထိုင်းနိုင်ငံမှာတိုင်ပြီဆိုရင်ဒါရက်သေးချာယူပြီးတိုင်ရတာဟုတ်တယ်နော်ဘုန်းနဲ့ရဲကိုသွားတိုင်ပြီဆိုရင်သေးချာယူတိုင်ရတဲ့အတွက်လုံသမားကိုကျွန်တော်တို့ကမှားရင်မင်းတို့ဒီလိုမျိုးဖြစ်မှာဆိုလို့ချက်လက်ကိုတစ်ခါလေးယူလာခဲ့ဖြစ်လာပြီဆိုရင်သွားတိုင်ရတော့မှာဟုတ်လားသွားတိုင်ရတော့မှာလေနော်လုံသမားကိုကျွန်တော်တို့လမ်းညွန်ပေးတာ ဒီလိုမျိုးဟုတ်ပဲကိုမုံနဲ့ကြုံတဲ့တမဒိတ်ပြောမယ်နော်ယောက်ျားပြောမယ်ဒေါသတွေမာနတွေအတာထားအဲ့လိုဆိုရင်ကျွန်တော်ဘာလုပ်ရင်ကောင်းမလဲဘာပွင့်လမ်းပြောကျွန်တော် ဘာမှလုပ်တာမဟုတ်ကိုကျွန်တော်ပြောရှင်းရှင်းလေးကျွန်တော်ဘာလုပ်တာမဟုတ်ဘူး အဲ့လိုဆိုရင် ကိုတို့ရှင်းပြမဟုတ်ကျွန်တော်ပြောတာရှင်းရှင်းလေးကိုတို့အဆင်ပြေသွားပြီမနေ့ကကိုတို့လုတ်ပေးတယ်လုတ်ပေးသွားတဲ့အတွက်တော့ကျွန်တော်ပို့ပြန်တင်ပေးတယ်တွေ့လားဩသူတို့လုတ်သမားတွေစင်ကျွန်တော်ကောက်မှလေးတင်ရကိုတို့အဆင်ပြေသွားပြီဆိုရင် โอเค ကိုတို့အဆင်ပြေသွားရင်ရပြီနော် ဟုတ်တယ်နားထောင်လေခဏတယောက်တစ်ခွန်းပေါ့โอเคအဲ့လိုဆိုရင်အခုဒီအေးပွဲအေးငါတဲ့ပွဲစားယုံအေးစကားဘယ်လိုတာဝန်ယူမလဲကျွန်တော်ဘာမှမလုပ်ဘူးဆိုတော့ဘယ်လိုဖြေနေမလဲ ဒါကျွန်တော်တာဝန်ယူရဲဆိုတာကဒါတော့ကျွန်တော်တို့ပြောတဲ့စကားလုံးတော့ကျွန်တော်တာဝန်ယူတယ်ဒါပွင့်နေပြကျွန်တော်ကပြောတဲ့စကားကဒီမှာပွဲစား9တန်းယုံသွားကြည့်နော်ဒါကျွန်တော်ပြောတာဒါမှန်တယ်လေကျွန်တော်တာဝန်ယူတယ်လေအဲ့ဒါကျွန်တော်ပြောတဲ့စကားထဲမှာလူကျုံပါဝါစကားလုံးမပါဘူးမင်းတို့အလုတ်သမားတွေသွားကြည့်ဒီ9တန်းပွဲသားယုံသွားကြည့်ဟုတ်လားဒါကျွန်တော်ပြောပြရမှာ65နဲ့ဖွင့်ပေးတယ်နော်အခုကျတော့ 65 ပြန်တောင်းတာနဲ့3000တောင်းတာကသူ့တတိယဘာကြောင့်ပြောပြီးတောင်းတာလဲဒီသူပြောတာတော့ဒီဗါတဲ့ဒီဟိုကပြင်းစရာ364ရောက်တယ်ပါလာမပါလာမသိတော့တယ်အဲ့ဒါဆိုရင်3000ပုံမှန်လုပ်ပေးမယ်